Hello ဒီနေ့ကတော့ဒီစားကအဖွားအတွက်နေ့လည်စာလေးကိုတော့ကျမရဲ့နေ့လည်ညီညွတ်တဲ့အရာလေးရှိပြီးတော့စားလို့ကောင်းတဲ့ရွှေဖြုံသီးမီဆွမ်းစုလေးလုပ်ပါမယ်။အရင်ဦးဆုံးဒီစားကဒီဝက်သားလေးတွေကိုလေပပလေးလီးပြီးတော့စားရည်တကြားရည်ငရုတ်ကောင်းမုတ်ရည်ပြောင်းမုတ်ရည်နှင်းစီလေးရည်အဲ့ဒါလေးထည့်ပြီးတော့ဒီစားလေးနှောက်နေပြီးတော့ခဏလောက်နှက်ထားလိုက်ပါမယ်။ဒီတစ်ခါကျရင်ဒါကလေးရွှေဖြုံသီးလေးတွေကိုအတုံးလေးတုံးပြီးတော့လေးတန်းစီအောင်ဆေးပြီးတော့ပျော့သွားတဲ့ဒီဒါပေါင်းလိုက်ပါပေါ့နော်ရွှေဖြုံသီးလေးပျော့လာပြီးဆိုရင်ဒါတို့ကပကံနဲ့ဆက်ထည့်ပြီးတော့ရွှေဖြုံသီးလေးတွေကိုအကုန်လုံးညှက်နေအောင်ထိလိုက်ပါမယ်ရွှေဖြုံသီးလေးတွေညှက်ပြီးဆိုရင်ဇာကဒီတက်သွန်ဖြူနဲ့ဂျင်းနဲ့ကိုတိတ်ထားတာလေးကိုအရင်ဆုံးစစ်တက်ပါမယ်အဲလိုစားမွေးနေအောင်စစ်တက်လိုက်မှာပေါ့နော်ကျတုံဖြူနဲ့ဂျင်းလေးမွေးလာပြီးဒီအယောင်လေးကဝါလာပြီးဆိုပြီးစကားခုနကကြိတ်ထားတဲ့ခြေထားတဲ့ဒီရွှေဖြုံသီးလေးတွေထည့်ပါမယ်ပြီးရင်စကားယူနွေးထည့်မှာပေါ့နော်ဒီအဆို့တော့လေကိုလိုကြတော့ပေါ့နော်ဒီကိုကပြစ်ပြစ်လေးစားချင်တော့ရေနေပဲထည့်ပေါ့နော်ဒီတကြဲလေးစားချင်တော့အများကြီးထည့်ပေါ့နော်ဒီထဲမှာအရသာသွက်စကားကစားသမျိုးနဲ့ထည့်ထားပါတယ်ပြီးရင်အဲ့ဒါလေးကိုလေးစုရတိတည်ထားလိုက်ပါမယ်တရားနေတော့အချိန်မှာဒီစားကဒီရင်းနှီးလေးတင်ပါဘူးနော်ရင်းနှီးလေးဆိုတာပြီးဆိုစားကမီးလေးပိတ်ပြီးတော့ခုနကနှက်ထားတဲ့ဝက်သားလေးတွေကိုတလွာစီထည့်ပါမယ်အဲ့လိုမျိုးဆိုရင်လေဝက်သားလေးကလေမမာတော့ဘူးပေါ့နော်အဲ့လိုပဲမီးအေးလေးနဲ့တကူစီထည့်ပြီးတော့ဒီဝက်သားလေးကြက်တဲ့တီပေါ့နော်တည်ရလိုက်ပါမယ်ဝက်သားလေးကြက်ပြီးဆိုပြီးဒီစားတော့ကအဝက်သားလေးတွေကိုစကားနဲ့စစ်ထုတ်ပြီးတော့ပကံလေးကိုဆေးထားလိုက်ပါမယ်ရွှေပြုံလေးစုလေးစုလာပြီးဆိုရင်အရသာလေးမြည်ပြီးတော့ဇာကအရသာလေးပေါ်လို့ပေါ့နော် organic ဆိုတာဆိုတော့တစုံထည့်လိုက်ပါတယ်ပြီးရင်ဇာကမီဆွမ်းလေးပြုတ်မှာပေါ့နော်ဒါကိုတေးလို့တော့မြင့်ရှင်းလို့ခေါ်တာပေါ့နော်အဲ့ဒါလေးကိုပြုတ်ပြီးရင်တက်ပြီးဆိုရင်ရေလေးတစ်ချာစီးပြီးတော့စစ်ပြီးတော့ပကံနဲ့ထည့်ရလိုက်ပါမယ်နောက်ဆုံးမှာဇာကအရွက်လေးပြုတ်ပါမယ်အရွက်လေးကိုတော့လေကိုကြိုက်တဲ့ရွက်ကိုသုံးရတာပေါ့နော်ဒီအဖွားလေးဒီပိန်းညွတ်တာဖြစ်တာကိုဒီရွက်လေးစားချင်တယ်ဆိုလို့ဇာကဒီရွက်လေးကိုသုံးထားပေးပါတယ်ဒီခုနကဆဲရတဲ့ဝက်သားလေးတို့လေးစားကနေမှစားကစွအိုဒီမှာနည်းနည်းစီထည့်ပြီးတော့ဒီပကံလေးကိုထည့်တာပေါ့နော်